ငါညိုပဲကောင်6ပြော ငါပြောတာကွာ ငါလည်းခုနှခမ်းနေဆိုတာငါလည်း6ပဲခေါ်ငါ့ကို6လို့ခေါ် မင်းမ6သွားပြီလား ဖြစ်စရာရှိလို့ ကျမပါကိုနမ်းခဲ့တဲ့အတွက်ရှင်ပြန်ပေးလိုက်ရရင်ရော့ကြီးပဲ အဘာနာ ဘာလည်းမသိ ဘလို့မှမပတ်သက်ဘူးလိုက်ပြီးတော့နှောက်ရှက်နေတာမေထိုး ဘူးနောက်ချက်တော့မဟုတ်ပါဘူးမေရဲ့ချစ်တာ ရှင်နဲ့ကျမဘာမှပြောကြအကြောင်းမရှိဘူး ကိုချစ်တော်မဆိုလို့ ကျမလွန်သွားသည် ကိုလေးတက်တလုံးဒီလိုပုံစံကြီးနေသွားတော့မှာလား ကျွန်တော်တို့သူများနှာခေါင်းပေါင်းနဲ့အသက်ရှူနေတာမဟုတ်ဘူးအဲ့အဖေဂယူးဆိုင်နေတဲ့ပတ်ဝန်းကျင်အားနေစောက်တင်းတုတ်လိုက်တန်းတုတ်လိုက်လည်းဘာကျေးဇူးမှမရှိပဲနဲ့ကျွန်တော်တို့ဂယူးဆိုင်နေတယ် အမရှိရလေငါတကယ်အားရှိတယ်ဘာဘာ ကျုပ်ပတ်သက်ခဲ့တဲ့မိန်းမလေးပတ်ဆက်ကြောင်ပတ်သက်ခဲ့ရှင်းပါ့ သူနှစ်ယောက်ချိုပြီးတော့ဖောက်ပြန်ထားရင်ကောင်းလား တရားမိန်းမတွေအတုံးချတဲ့လူရှုပ်ပါငါချစ်ကိုလှည့်စားတဲ့ကောင်ညောင်းမပေါင်းနဲ့ဒူလေးနဲ့မှလည်းခံစားတတ်တဲ့နှလုံးသားရှိသေးတာ လူဝိညာဉ်的泡沫ရဲ့အဝေးအရာရာမဖြူစင်နိုင်ခြင်းတွေချားတဲ့ရောင်များကိုပေါ်ဆုံးထလာ ကျမမောင်ကိုအရေးချစ်ပါတယ်ဒီလိုညင်ဆိုးရှိတဲ့ကောင်မကျမဖြည့်ပြီးချစ်ပေးခဲ့တာဘူးอ่ะကျမရဲ့အကြီးမားဆုံးအမှားပါကျမရှင့်အလွတ်ပေးမှာမဟုတ်ဘူးရှင်ကောင်းကောင်းကြီးခံစားစေရမယ်ငါပဲတော့မခွင့်မလို့ဘာဘောကပြေတယ်လို့ဒီလက်ဘဝဆက်ဆက်ပြေးရမယ်